ဆိုရင်တောင်သူတွေကသူတို့ဘာသာသူတို့တူးချင်းစိုက်တယ်တူးချင်းကြိတ်ခွဲပြီးရောင်းတယ်ရောင်းတဲ့ခါကျတော့သူတို့တော့မှလည်းရင်းနှီးမတင်ငွေကပြပမဲ့ငွေကိုလိုချင်တဲ့ပုံစံမရဘူးပေါ့ကျမတို့အဖွဲ့တည်းမှာလည်းတူးချင်းတယောက်ချင်းလှုပ်ဖို့ဆိုတာကလည်းမျိုးပေါ့အရင်နှီးရလည်းနေတယ်နောက်ပြီးအစုအဖွဲ့နဲ့လှုပ်တဲ့ခါကျတော့အစုဒီကွက်ရအဖွဲ့ကလည်းစီလုံးမှုလည်းရှိမယ်ရေရှည်ကိုလည်းတွားနိုင်အောင်ဘာလို့မို့အရင်ကိုလည်းတော့တူနေငါနဲ့စုပြီးတော့ပေါ့နော်ဒီအဖွဲ့လို့ကျမတို့ကြေးရွာရတောင်သူတွေရဲ့ဒီလိုမျိုးပေါ့သူတို့ရဲ့တိုးတက်အောင်ဆိုပြီးတော့ကျမတို့ရဲ့ရည်ရွယ်ချက်နဲ့ကျမတို့စဉ်းစားပြီးတော့ဒီအဖွဲ့လို့ဖွဲ့ပြီးတော့ဒီဆွေမြန်စတာရဲ့စီလုံးငန်းကိုကျမတို့လုပ်ခြင်းဖြစ်တယ်ပေါ့နော်